မြန်မြန်လို့တော့ငါတို့နောက်ကျနေပြီ English လို့ဘယ်လိုပြောမလဲမြန်မြန်လို့ hurry up ဒီနေရာမှာမိတ်ဆွေတို့က do it quickly အဲ့ဒါကိုမြန်မြန်လို့လည်းပြောလို့ရတယ်ဆိုကိုမှတ်မိတာပြောပါမြန်မြန်လို့လောလောဆယ် hurry up ကိုပြောပါမယ်ငါနောက်ကျပြီဆိုရင်တော့ I'm late ဒါအကုန်လုံးသိတယ် I'm late ဒါပေမဲ့ငါတို့နောက်ကျနေပြီအတွက်ဒီနေရာမှာ ing လာပြီဆိုအခု verb get လာပြီ so I'm getting late ငါနောက်ကျနေပြီ I'm getting late မြန်မြန်လို့ငါနောက်ကျနေပြီကိုအစအဆုံးတွဲပြီးပြောရမယ်ဆိုရင် hurry up I'm getting late ဒီနေရာမှာငါတို့နောက်ကျနေပြီလို့ပြောချင်း hurry up we are getting late ငါတို့နောက်ကျနေပြီ hurry up we are getting late ဟုတ်ပြီနော်မိတ်ဆွေတို့ဒီလိုမျိုးဗီဒီယိုကိုကြည့်ချင်တဲ့ဆိုလို့ရှိရင်တော့အခု TikTok Facebook YouTube မှာတခါတည်း follow နဲ့ subscribe လုပ်ထားပါ YouTube မှာတပတ်ကိုတပုတ်ပုံမှန်တင်ပေးနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကအနည်းလေးနဲ့ကောင်းကောင်းလေးလာချင်တဲ့အရှိကြီးဗီဒီယိုလေးတွေကြည့်ချင်နေဆိုရင်တော့ YouTube channel ကိုလည်း subscribe လုပ်ထားပါဘေးက notification bell လေးကိုလည်းဖွင့်ထားပါနော်ဆိုတော့ဒီချက်ဗီဒီယိုတင်တိုင်း notification တက်လာပြီးတော့မိတ်ဆွေတို့ဗီဒီယိုလေးတွေကိုကြည့်ရမှာဖြစ်ပါတယ်ကို့အတွက်ဒီဗီဒီယိုကအသုံးဝင်နေဆိုလို့ရှိရင်တော့ကိုမိသားစုတငယ်ချင်းတွေအတွက်လည်းဒီဗီဒီယိုအသုံးဝင်အောင်များများ share လုပ်ပေးပါ share လုပ်ခြင်းဖြင့်ကုသိုလ်ယူပါ Thank you so much